ရိုနီမီသားစုကဆင်းသက်လာပေမဲ့အခြားသူတွေနဲ့မတူပဲဘဝကိုရိုးရှင်းစွာဖြတ်တန်းနေတဲ့နေရွှေသွေးရောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီထော်ကီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာပြည်ရဲ့အမြင့်ဆုံးလူဒန်းစားတရက်လို့ဆိုလို့ရတဲ့ခရိုနီအတိုင်းဝိုင်းဟာအခုနောက်ပိုင်းမှာလူအများကြားမှာအတော်လေးရေပန်းစားလာပါတယ်ခရိုနီဆိုတာကအထက်တန်းစားဖြစ်ပေမဲ့လည်းလူမုန်းခံရတဲ့အတိုင်းဝိုင်းမှာနိုင်ငံတော်ရဲ့အရေးကြီးတဲ့ကဏ္ဍတွေမှာပါဝင်ပြီးတော့စီးပွားရေးနဲ့ကစားကပတ်စံတွေတိန်းတောင်းချေပိုင်ဆိုင်သွားတဲ့အတွက်အခြေခံလူဒန်းစားတွေရဲ့လုပ်အားတွေကိုတပတ်တလန်းကနေလှည့်ယူနေတဲ့သူတွေဆိုပြီးတော့အမြဲတမ်းအပြောခံနေရတဲ့သူတွေဖြစ်ပါတယ်တကယ်တမ်းခရိုနီတွေရဲ့လောကဟာလူအများထင်ထားတာတက်ပူပြီးတော့ရှုပ်ထွေးတာကတော့အမှန်ပဲဖြစ်ပါတယ်။ပတ်စံတဲ့အာဏာကိုပိုင်ဆိုင်သွားတဲ့ချိန်မှာပြောင်းလဲတတ်တဲ့လူသဘာဝအတိုင်းပဲကြီးနိုင်ငံချင်းပြုလုပ်မှုတွေကိုပြုလုပ်တတ်ကြတာဖြစ်ပြီးတော့ဒီလိုမျိုးလောက်ရတွေဆိုတာကလည်းခရိုနီအတိုင်းဝိုင်းတွေကသာများစွာပြုလုပ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့နေရွှေသွေးအောင်ကတော့အခုနောက်ပိုင်းမှာအေဂျင့်တဲ့ဘဝကိုပဲဖြတ်သန်းနေကြရဖြစ်ပါတယ်။နေရွှေသွေးအောင်ကမွေးကလေးကရွှေလင်ပန်းနဲ့အချင်းစီခဲ့တဲ့သူဖြစ်ပြီး2000ခုနှစ်နောက်ပိုင်းရဲ့လူတီများတဲ့ခရိုနီတထေးသားဆိုရင်လည်းမမှားပါဘူး။အာနာရှိတဲ့အဖိုးဖြစ်သူနဲ့အကုန်းရှိန်ကြီးရဲ့မိဘဖြစ်သူတွေကြောင့်ငယ်ရွယ်စဉ်ကလေးကလူတီများခဲ့ရတဲ့သူဖြစ်ပြီးဘဝကိုလည်းသူများနဲ့မတူအောင်ဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်။နေရွှေသွေးအောင်နဲ့ပတ်သက်ရင်လူတီများတဲ့အရာတစ်ခုဖြစ်တဲ့စင်ကာပူနဲ့မြန်မာပြည်ကိုကိုပိုင်ကျက်လျင်နဲ့နေချင်းပြန်ကြောင်းတက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီလိုမျိုးခန္ဓာတဲ့ဘဝမှာလူဖြစ်ခဲ့တဲ့နေရွှေသွေးအောင်ဟာအနုပညာအလုပ်ကိုလည်းဝါသနာပါတဲ့သူဖြစ်ပါတယ်။အနုပညာလောကနဲ့လည်းအမြဲတမ်းရင်းနှီးမှုတွေရယူပြီးတော့အနုပညာအသစ်တွေကိုလည်းခေတ်နဲ့အမီစံသစ်ကဖန်တီးသေးတာဖြစ်ပါတယ်။ရုပ်ရှင်ကဏ္ဍတွေမှာလည်းသူ့ရဲ့တည်ထွင်မှုတွေကိုချပြသလိုဂီတဘက်မှာလည်းအဲ့ဒီခေတ်ကခေတ်ရှေ့ပြေးခဲ့တဲ့နည်းပညာတွေကိုအသုံးပြုပြီးတော့နိုင်ငံတကာမှာရေပန်းစားနေတဲ့သချင်းတွေကိုခါဘာတွေဖြစ်တည်ဆိုခဲ့သေးတာဖြစ်ပါတယ်။မင်းသမီးတွေများစွာနဲ့လည်းဇက်လန်းတွေထွက်ခဲ့ပြီးတော့ကောလာဟလများစွာထွက်ရှိခဲ့မှုတာဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့မြန်မာပြည်ကနေထွက်ကစီးပွားရေးမှာပဲဇောက်ချပြီးတော့လောက်ကင်ခဲ့ရဖြစ်လို့အနုပညာလှူရှားမှုတွေနဲ့ပတ်သက်ပြီးတော့ဘာမှမလုပ်ဖြစ်တော့တာပဲဖြစ်ပါတယ်။လူသားမမြင်ရပေမဲ့နာမည်ကတော့အမြဲတမ်းကြံရှိနေသေးတဲ့နေရွှေသွေးအောင်ကိုလူအများကသူ့ရဲ့ဖိုးအိတွေလိုပဲအာနာအားကိုနဲ့မောက်မာမယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့နေရွှေသွေးအောင်ဟာအလုံးရဲ့အထင်နဲ့လွဲမှားပြီးတော့တိတ်တဆိတ်သားနေကသူ့ရဲ့အလုပ်ကိုပဲလောက်ကိုင်းနေခဲ့ပါတယ်။တာမန်အသက်30အရွယ်ယောက်ျားတစ်ယောက်လိုပဲအလုံးနဲ့ဘဝကိုအချိုးကျကျဖြတ်တန်းပြီးတော့ဘဝမှာနေပြောအောင်နီလန်းတွေရှာဖွေနေခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့လူအများနဲ့ပို့ပြီးနီးစပ်မှုရှိအောင်လို့ TikTok အကောင့်တစ်ခုကိုဖွင့်ကာသူ့ရဲ့နေ့စဉ်ဘဝဖြတ်တန်းပုံတွေကိုတင်ပေးနေရဖြစ်ပါတယ်။အနုပညာသမားတွေနဲ့နောက်ွယ်မှာအလုံးလုံးပုံတွေကိုတင်ပေးရဖြစ်ပြီးတော့သူ့ရဲ့အလုပ်ပေါ်တိကျပုံတွေဖော်ရွေပုံတွေကိုလည်းလူအများသိရှိနားလည်ခဲ့တာဖြစ်ပါတယ်။လူအများကလည်းနေရွှေသွေးအောင်ရဲ့လောက်ရတဲ့ပုံစံတွေကိုသဘောကျကြပေမဲ့နောက်ခံအတိုင်းဝိုင်းကြောင့်သာအမြင်ကပ်ပုံမှန်နဲ့နေရတာဖြစ်ပါတယ်။အင်အားကြီးတဲ့မိသားစုကိုရရှိထားပေမဲ့အလုပ်ပေါ်မှာစိတ်ဆက်သေးချပြီးတော့အရှိကိုအရှိတိုင်းရိုးရှင်းစွာနေတတ်တဲ့နေရွှေသွေးအောင်ရဲ့ဘဝနေထိုင်ပုံနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။